မြန်မာပြည်မှာ Federal ရေးဒီမိုကရေစီရေးလူ့အခွင့်အရေးနဲ့တရားမျှတမှုအတွက်တိုက်ပွဲဝင်နေကြကုန်သောမြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျာကျွန်တော်မျိုးထိုက်တန်သိမ်းပါကျွန်တော်ဒီနေ့ live မှာမနေ့ကကျွန်တော်ဖိတ်ခေါ်ထားတော့မြို့ပြကာကွယ်ရေးနဲ့မြို့ပြပျောက်ကြားအတွက်ဖိတ်ခေါ်ထားတဲ့ခါကျတော့မြန်မာပြည်အနေနဲ့အရရက်ကသူရဲကောင်းအာဇာနည်တွေကျွန်တော်ကိုထောင်နဲ့ချီပြီးအများကြီးဆက်သွယ်လာပါတယ်ဒီအတွက်ဒီသူရဲကောင်းအာဇာနည်တွေအကုန်လုံးကိုအားလုံးကိုကျွန်တော်ကျေးဇူးလည်းထူးတင်တယ်ဂုဏ်လည်းအရမ်းယူတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပထမဆုံးပြောချလိုပါတယ်ကျွန်တော်အရောက်ချင်းစီတိုင်းကိုကျွန်တော်ပြန်လဲဆက်သွယ်ပါမယ်ကျွန်တော်ဒါလုံခြုံရေးအရာကျွန်တော်ပြောတာပါကျွန်တော်ကိုယ်တိုင်ပြန်လဲဆက်သွယ်ပြီးကျွန်တော်ကိုယ်တိုင်လူချင်းစကားပြောပါမယ်ကျွန်တော်ရဲ့လျှို့ဝှက်အကောင့်ဘာလဲဆိုတာကိုလည်းကျွန်တော်တဦးချင်းစီကိုသေချာပြောပါမယ်ဒီလိုမှမဟုတ်လို့ရှိရင်တော့ကျွန်တော်မဟုတ်ပါဘူးဒါလုံခြုံရေးအတွက်ကိုကျွန်တော်ထပ်မံပြီးတော့ပြန်လဲအသိပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ဖုန်းနံပါတ်ကိုတည်တံ့ထားပါတယ်အဲ့ဒီလျှို့ဝှက်ဖုန်းနံပါတ်နဲ့ကျွန်တော်ဆက်သွယ်ပါမယ်အဓိကကတော့ကျွန်တော်တို့သူရဲကောင်းတွေကျွန်တော်တို့ရဲ့လုံးဝကိုမြို့ပြပျောက်ကြားပြီးတော်လှန်ရေးသူရဲကောင်းတွေမြေအောက်တော်လှန်ရေးသူရဲကောင်းတွေလုံခြုံရေးကိုအထူးကြီးစိုက်ပါကျွန်တော်တို့နှုတ်လုံမှုလိုပါတယ်ဘယ်သူမှမယုံပါနဲ့အဓိကဒီနေရာမှာကျွန်တော်အနေနဲ့တင်ပြလိုတာကရှင်သန်ခြင်းရှင်သန်နေထိုင်ခြင်းဟာအဖြစ်ဖြစ်ပါတယ်ကျွန်တော်တို့ရှင်သန်နေဖို့လိုပါတယ်ဒါကအရေးအရေးကြီးတဲ့သတင်းစကားဖြစ်ပါတယ်ဒီနေရာမှာရှင်သန်ပြီးလှုပ်ရဲကံရဲရန်သူကိုချေမုံရဲရှင်းပြရဲခြင်းဟာကျွန်တော်တို့အဖြစ်ဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပြည်သူသူရဲကောင်းတွေကိုကျွန်တော်ကြိုပြီးတော့မြစ်တာရက်ခံလိုပါတယ်လုံခြုံရေးအထူးပြုဆိုင်ပါကို low profile နဲ့နေပါလူတွေမရိပ်စားမိအောင်နေပါအထူးသဖြင့်နှုတ်လုံပါဘဒူးကိုမှမယုံပါနဲ့ဆိုတော့ကျွန်တော်တို့ပြည်သူကမ်ပိန်းတွေအနေနဲ့ကျွန်တော်တို့အဲဇေးမတိုင်ချင်းကမ်ပိန်းဆိုတော့ပြည်တွင်းကခေါင်းဆောင်တွေခေါ်ထားတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မြန်မာပြည်အဝန်းအနေနဲ့အရေးရမှာအဲဇေးလုံးဝမတိုင်ချင်းကမ်ပိန်းကိုကြကြပြပြလေးကျွန်တော်တို့ဝိုင်းလုပ်ကြပါလုပ်ကြရအောင်လို့ကျွန်တော်အနေနဲ့ထပ်မံထောက်ခံပြီးတော့တိုက်တွန်းလို့ဆိုတော့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲဇေးတိုင်ချင်းဟာကိုလေဘင်းကိုကြိုးပစ်ဆွတ်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ CDM လုပ်နေတဲ့သူရဲကောင်းနေတဲ့တကွတော်လှန်ရေးခေါင်းဆောင်တွေအပေါ်မှာသစ္စာဖောက်ရရောက်ပါတယ်။ဒါကြောင့်မလို့ပြည်သူအရောက်ချင်းစီတိုင်းကအဲဇေးမတိုင်ချင်းဖြင့်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးကြီးကိုဝိုင်းဝန်းကူညီထောက်ခံကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်လိုပါတယ်။ဒါပြင်ဒါနဲ့တစ်ဆက်တဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုတွေခန့်လို့မရအောင်ကျွန်တော်တို့ညီးပေါင်းစုံနဲ့ဟန်တာမှာဖြစ်ပါတယ်။တချို့ဒေသတွေမှာအနေထားရရပ်ကွက်အုပ်ချုပ်ရေးမှုတွေသွားထိုင်နေတယ်ဆိုတာရှိတယ်။ကြည့်နေလိုက်ပါအချိန်ခါကောင်းမှုစောင့်ပါအချိန်နေပေးတဲ့အခါကျရင်လုတ်တင်တာလုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒါကမြေပြင်မှာရှိတဲ့တိုက်ပွဲဝင်သူရဲကောင်းတွေရဲဘော်တွေကိုလှုပ်เสียရှိတာကိုမြေပြင်အနေထားနဲ့လက်တွေ့လှုပ်ဆောင်မှာဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတာကအုပ်ချုပ်ရေးမှုယုံရက်ကျဲအုပ်ချုပ်ရေးမှုယုံတွေမရှိလို့ရှိရင်လေသူတို့တွေလက်တလောအဖြစ်တော့ယုံထိုင်လို့ရမှာမဟုတ်ပါဘူးဒါကြောင့်မလို့လက်ရှိမြန်မာပြည်အနေနဲ့အရေးရမှာအုပ်ကြီးယုံတွေမရှိဘူးလို့အတွက်ပြည်သူအရောက်ချင်းစီတိုင်းကကိုလှုပ်တင်တာကိုလှုပ်ပြကြပါဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းခွန်အားပေးလိုပါတယ်နောက်တစ်ချက်ကျွန်တော်တို့ပြည်သူတွေအထူးသဖြင့်မြို့ပြပျောက်ကြားတွေမြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဒလန်နေစင်းကိုသူတွေချာချာပြုစုထားပါဒလန်နေကိုသူတို့အနေထားကိုကြည့်ပါသူတို့နဲ့ပတ်သက်ပြီးတော့အခွင့်အခါသိရင်တင့်တယ်လို့ကျွန်တော်တို့အမက်ချွေရမှာဖြစ်ပါတယ်
ဒီနေရာမှာကျွန်တော်အထူးဦးစားပေးပြီးတော့တိုက်တွန်းနှိုးဆော်လိုတာကကျွန်တော်တို့ပုံကိုရေးကြောင်းတော့ဒလန်ဆိုပြီးတော့ဆွဆွဲမိတဲ့ကိစ္စမျိုးတွေပြောဆိုလာမျိုးတွေမဖြစ်အောင်တော့ကျွန်တော်တို့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်အရေးကြီးတာကတော့ကျွန်တော်တို့စစ်တဘုံအုပ်စုကိုအထောက်အကူဖြစ်စေမဲ့ဘလို့တောက်တိုင်မျိုးကိုဖြစ်ပလိစေကျွန်တော်တို့ဘက်ကရှင်းပြနိုင်ရင်ကျွန်တော်တို့မဟာဗျူဟာအရအောင်မြင်မှုပဲဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ယထာလန်းတွေကားလန်းတွေတရားတွေဒါတွေဟာမဟာဗျူဟာအရအရန်ရေးပါပါတယ်ဒါတွေကိုကျွန်တော်တို့လုတ်တဲ့ကိစ္စတွေကိုလုတ်ကြပါကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်နဲ့လည်းဓာတ်ရိုက်စကားပြောပြီးတော့ကျွန်တော်တို့ညှိနှိုင်းဆွေးနွေးမှုတွေလည်းလုပ်သွားမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာကျွန်တော်တို့မြို့ပြပျောက်ကြားတွေအနေနဲ့ကောမြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကောကိုယုံကြည်ရာကွန်ရက် network အမာခံတွေကိုဆက်လက်ပြီးတော့စုဆောင်းထားပါအရေးကြီးဆုံးကကျွန်တော်ထပ်ပြီးတော့သတင်းစကားပေးချင်ပါတယ်ဘဒုကုံမှမယုံပါနဲ့ကိုလုံးမဲ့အရေးကြီးတဲ့ကိစ္စကြီးယုံလို့မရပါဘူးကျွန်တော်တို့အားလုံးဟာပြည်သူတွေအကုန်လုံးဟာကျွန်တော်တို့လူ့ခွင့်ရေးအပြည့်အဝရှိတဲ့တရားမျှတတဲ့ Federal Democracy ပြည်ထောင်စုသစ်ကြီးကိုတည်ဆောက်နေတာဖြစ်တဲ့ပြည်သူပြည်သားအားလုံးကကျွန်တော်တို့တတ်နိုင်တဲ့နည်းနဲ့ရတဲ့နည်းနဲ့ဝိုင်းဝန်းပူးပေါင်းပါဝင်ကြပါလို့ကျွန်တော်အနေနဲ့ထပ်မံပြီးတော့တိုက်တွန်းနှိုးဆော်လိုပါတယ်ကျွန်တော်မနေ့ကဂျန်စီရဲ့ခေါင်းဆောင်လက်တွေ့မြေပြင်မှာဥဆောင်နေတဲ့အမတယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရပါတယ်အဲ့ဒီအမရဲ့ပြောသွားတဲ့စကားတွေကသိပ်ပဲအဖိုးတန်ပါတယ်နော်သူကဘာပြောသွားလဲဆိုတော့ဂျန်စီတွေကိုသူပြောပါလေတဲ့မနှက်ဖြန် UN လာမယ်ဆိုရင်တော့ဒီနေ့အထိငါတို့လမ်းတွေပေါ်မှာတိုက်ပွဲဝင်နေကြရအောင်မယ်ဆိုတဲ့စကားဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့တွေလမ်းပေါ်မှာတိုက်ပွဲတွေမရှိတော့တဲ့နေ့စစ်ခွေးတွေကအိမ်တွေဘော်ကိုဒီထက်ပိုပြီးရောက်လာမှာဖြစ်ပါတယ်အဲဇင်းတွေတိုင်လေအဲဇင်းတိုင်ရဲ့အိမ်တွေကိုစစ်ခွေးတွေကပို့ပြီးတော့ချိန်မုံနေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့သူတို့တွေကိုအားပေးအထောက်အကူပြုတဲ့လုပ်ငန်းတွေကိုလုံးဝမလုပ်မိစေဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေတဦးချင်းစီတိုင်းမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုပြီးတော့မေးမြန်းလာတဲ့အကြောင်းအရာတွေရှိပါတယ်တဦးချင်းစီတိုင်းလုပ်လို့ရတဲ့လုပ်ငန်းတွေကအများကြီးရှိပါတယ်အဲ့ဒီထဲကမှကျွန်တော်ကောက်နှုတ်ပြီးတော့3-4ခုလောက်တင်ပြလို့ရှိရင် CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုကိုတဦးနိုင်တဦးကျွန်တော်တို့ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးတာတော်လိုင်းမှာပါဝင်နေတဲ့ generation Z တွေကိုကျွန်တော်တို့ငွေအားလူအားစိတ်ဓာတ်အားဖြင့်ဝိုင်းဝန်းကူညီပေးတာလူအင်အားဖြစ်ပေးတာအကာအကွယ်ပေးတာဒါတွေလုပ်လို့ရပါတယ်အဲဈေးမတိုင်ချင်းကြံမကြချင်းပြည်တွင်းကတော်လိုင်းခေါင်းဆောင်တွေခေါ်တဲ့လူထုလှုပ်ရှားမှုတွေမှာဘလို့နီးနဲ့မဆိုပါဝင်ခြင်းအဖြစ်လဲကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လို့ရပါတယ်ဒီနေရာမှာကျွန်တော်လူငယ်ကျွန်တော်တို့ generation Z ခေါင်းဆောင်တွေကိုကျွန်တော်ခွန်အားပေးချင်ပါတယ်ကျွန်တော်တို့ဟာလက်တွေ့လက်ရှိဖြစ်နေတဲ့ပြစ္ဆုတ်ပံကိုကြည့်ရင်စိန်ခေါ်မှုတွေရင်ဆိုင်နေရတယ်ဒါပေမဲ့အတိတ်သင်ခန်းစာနဲ့ကျွန်တော်တို့ပြန်ကြည့်ပြီးတော့အနာဂတ်ကိုကျွန်တော်တို့ခွန်အားယူလို့ရပါတယ်ကျွန်တော်တို့စဉ်းစားကြည့်ပါ26နှစ်လုံးပါတီရဲ့ကောင်စီရဲ့စစ်တပ်ကိုကင်ဆွဲပြီးတော့အုပ်ချုပ်လာတဲ့တသွေးတသံတမိတ်ဗိုလ်ချုပ်ကြီးနေဝင်းစစ်ခွေးအစိုးရသူတို့ဟာလုံးဝကိုနေချင်းညချင်းပြုတ်ကျသွားမယ်လို့ဘယ်သူတွေကြိုပြီးသိခဲ့ပါသလဲမတ်လ23ရက်နေ့1988ကျွန်တော်တို့ RIT စမှုတက္ကသိုလ်ဂျိုကုန်းကစတင်ခဲ့တဲ့ကိုဖုံးပေါ်ကြဆုံးတဲ့မိဘွားလေးကနေတစ်ဆင့်နောက်ဆုံးဩဂတ်လ10ရက်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့အတူမဆလာတပါတီအာနာရှင်စနစ်ကကြဆုံးသွားခဲ့ရတာဖြစ်ပါတယ်ကြည့်ပါကဘာရမှာဖြစ်ပေါ်ခဲ့တဲ့ကျွန်တော်တို့ဒီအနောက်ဥရောပမှာကြည့်အရှေ့ဥရောပမှာကြည့်ဘယ်တိုင်းပြည်တွေကိုကြည့်ဒီလိုပဲမယုံကြည်လောက်အောင်အာနာရှင်တွေပြိုကျခဲ့ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့
ပြန်လည်ပြီးတော့ခွန်အားယူဖို့ကျွန်တော်တင်ပြမယ်ဒီလိုတိုက်ပွဲဝင်ခဲ့ကြတဲ့သူရဲကောင်းတွေ88မှာခေါင်းဆောင်ခဲ့တဲ့သူရဲကောင်းတွေသူတို့လည်းရလက်ရှိ generation Z တွေလက်ရှိတိုက်ပွဲဝင်နေတဲ့ generation XYZ ခေါင်းဆောင်တွေရင်ဆိုင်နေရတဲ့ရင်ဆိုင်မှုစိန်ခေါ်မှုမျိုးကိုသူတို့ရင်ဆိုင်ခဲ့ကြရပါတယ်ဖြတ်ကျော်ခဲ့ကြရပါတယ်တိုးတော်လည်းမစုံမနစ်တော့ယုံကြည်မှုဇွဲလုံလဝတ္တရားနဲ့ပေးဆက်မှုတွေနဲ့အတူအောင်မြင်မှုကိုရအောင်ယူခဲ့ကြဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့်မလို့လက်ရှိဖြစ်နေတဲ့စိန်ခေါ်မှုတွေကိုကျွန်တော်တို့ကခါချပြပြီးတော့အဲ့ဒီစိန်ခေါ်မှုမှာနင်းတက်ပြီးတော့နောက်အနာဂတ်ကျွန်တော်တို့လိုချင်တဲ့ Federal Democracy ပြည်ထောင်စုကြီးအဲ့ဒီမှာဖြစ်လာမဲ့အောင်မြင်မှုအသီးပွင့်တွေကျွန်တော်တို့တွေရလာမဲ့ဟာတွေကိုမျှော်မှန်းပြီးတော့ဒါတွေအတွက်ကိုငါတို့ရအောင်ဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတော့မမိတ်မတုံသောယုံကြည်မှုတွေနဲ့ဆက်လက်ပြီးလှုပ်ဆောင်သွားပါအောင်မြင်မှုနဲ့အောင်စိတ်နဲ့ယုံကြည်မှုနဲ့လက်တွေ့ကိုအောင်မြင်မှုရမှာဖြစ်ပါတယ်ဒါဒီမှန်သောစကားဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူအရောက်ချင်းစီတော်၎င်းတော်လိုင်းရဲဘော်ခေါင်းဆောင်တွေအရောက်ချင်းစီတော်၎င်းဆွဲမြဲခိုင်မာသောယုံကြည်မှုနဲ့သာလုပ်ပါပါအောင်မြင်မှုကမလွဲမသွေရမှာဖြစ်ပါတယ်အောင်မြင်မှုကိုသွားတာပထမဆုံးခြေလမ်းတစ်ချမ်းစပါတယ်ကျွန်တော်တို့အောင်မြင်မှုကိုသွားနေတဲ့လမ်းခြေလမ်းဟာတလမ်းမကတော့ဘူးခြေလမ်းပေါင်းများစွာနဲ့ခရီးကိုရောက်ပြီးတော့အောင်မြင်မှုပန်းတိုင်နာကိုရောက်လာပါပြီအောင်မြင်မှုနဲ့နီးလာလေလေစိန်ခေါ်မှုကကြီးလာလေလေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာကြည့်ရင်လက်ရှိအခြေအနေတစ်ရပ်ကိုကြည့်လို့ရှိရင်စိန်ခေါ်မှုအခက်အခဲတစ်ခုတည်းကိုမကြည့်ဘဲနဲ့ဒီဘက်ကအောင်မြင်ခဲ့တဲ့အရာတွေအောင်မြင်နေတဲ့အရာတွေနဲ့နောက်အောင်မြင်လာမယ့်အရာတွေကိုကြည့်ပြီးစူးစိုက်ပြီးတော့အောင်ခွန်အားတွေနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ယုံကြည်စွာနဲ့တိုက်ပွဲဝင်သွားကြဖို့လိုပါတယ်ဒါတွေဟာကျွန်တော်အနေနဲ့တိုက်တွန်းခွန်အားပေးတာဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်ထပ်ပြီးတော့တင်ပြပါမယ်ကျွန်တော်ကိုဆက်သွယ်လာတဲ့တော်လှန်ရေးသူရဲကောင်းတွေအကုန်လုံးကျွန်တော်ကိုယ်တိုင်ပြန်လဲဆက်သွယ်ပါမယ်ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်ပြန်လဲဆက်သွယ်မှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့စကားပြောပြီးကျွန်တော်နဲ့ရုပ်ချင်းတွေ့ပြီးတဲ့အခါမှသာကျွန်တော်ဖြစ်ပါတယ်ဒါလေးကိုလုံခြုံမှုအရာကျွန်တော်ထပ်မံတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဆက်သွယ်ပါမယ်လျှို့ဝှက်ဆိုတာဆက်သွယ်ပါမယ်ဒါလေးကိုထပ်လက်ပြီးတော့ပြည်သူတွေကိုကျွန်တော်အသိပေးလို့ပါတယ်ဆက်လက်ပြီးကျွန်တော်မနေ့ကတင်ပြထားတဲ့အတိုင်းမနေ့ညကလန်ဒန်မှာဖြစ်ခဲ့တဲ့မြန်မာတန်ယုံဒရမာဇက်ကားနဲ့ပတ်သက်ပြီးတင်ပြလိုပါတယ်အဓိကကျွန်တော်တို့လန်ဒန်မှာရှိတဲ့မြန်မာတန်မတ်ဦးကျော်စွာမင်းသူ့ရဲ့ယက်တီမှုကိုကျွန်တော်ပထမဆုံးတင်ပြချင်ပါတယ်တခါမြန်မာနိုင်ငံရဲ့တန်ယုံလန်ဒန်မှာရှိတဲ့မြန်မာတန်ယုံရဲ့အနေအထားကိုလည်းကျွန်တော်တင်ပြပါတယ်တခါကြာရင်ကျွန်တော်ကလန်ဒန်မှာကိုယ်တိုင်လုပ်တဲ့အတွက်မြေပြင်အနေအထားနဲ့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုကျွန်တော်အနေနဲ့သုံးသပ်တင်ပြလို့ရပါတယ်တခါတရံပြလို့ရှိရင်ကျွန်တော်တို့သတင်းတွေကတခါကြာရင်ရောထွေးပြီးတော့မြေပြင်အနေအထားကိုတခါကြာရင်အမှန်တိုင်းမတိလိုက်မှာစိုးရိမ်ပြီးတော့တခါဒီတန်မတ်ကြီးဥကျော်စွာမင်းလို့ကျွန်တော်တို့မြမအရေးမှာကြီးမားတဲ့စိန်ခေါ်မှုနောက်တစ်ခုကြုံရမယ်ဆိုတာကကျွန်တော်ထပ်မှန်ပြီးတော့တင်ပြမှာပါတယ်ဥကျော်စွာမင်းဟာမြန်မာပြည်သူတွေကိုကိုစားမဖြစ်ပါဘူးနံပါတ်1 CRPH နဲ့အမေဒေါ်စန်းစုကြည်ပေါ်မှာသစ္စာမခံပါဘူးနံပါတ်2နံပါတ်3နောက်ဆုံးအချိန်ထိစစ်ခွေးအုပ်စုစစ်အာဏာယူမင်းအောင်လှိုင်တို့ကိုသစ္စာခံပြီးဆက်လုပ်နေတဲ့သူဖြစ်ပါတယ်ဒီလူသည်ဥကျော်စွာမင်းသည်ကျွန်တော်တို့အမေရိကန်ကကျွန်တော်တို့ရဲ့တန်မတ်ကြီးလုံးဝသူနဲ့နှိုင်းယှဉ်လို့မရပါဘူးစီနဲ့ရေပါနန်သစီနဲ့အီးပါကျွန်တော်တို့ဥကျော်မိုးထွန်းကနန်သစီဖြစ်ပြီးလန်ဒန်ကတန်မတ်ကြီးဥကျော်စွာမင်းဟာကြောင်ချီးဖြစ်ပါတယ်အီးဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ဒီယနေ့အချိန်ထိပြည်သူဘက်ကရက်တည်တဲ့လူမဟုတ်တဲ့အတွက်ဒီပုဂ္ဂိုလ်ဒီစစ်အုပ်စုရဲ့လက်ပါစီကျွတ်တပေါက်တာလည်းဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတင်ပြပါမယ်တန်အမတ်တွေဆိုတာဟာကိုတိုင်းပြည်အစိုးရကိုကိုစားပြုပြီးတော့တိုင်းပြည်အစိုးရရဲ့ policy တွေကိုကိုစားပြုပြီးတော့မြန်မာပြည်ကိုတိုင်းပြည်ရဲ့ပြည်သူတွေကိုကိုစားပြုရတဲ့ပုံကိုယ်တွေဖြစ်ပါတယ်တန်အမတ်တွေဟာ
ကိုယ်တိုင် policy maker မဟုတ်ပါဘူးအစိုးရကလုပ်တဲ့ policy ကိုသူတို့ကကိုစားပြုပြီးတော့ပို့ဆောင်ပေးတဲ့ policy conveyor သာဖြစ်ပါတယ် they are not the policy makers ဒါပေမဲ့ဦးကျော်စွာမင်းကသူ့ကိုယ်သူ policy maker အနေနဲ့သူ့တယောက်တည်းအနေစားချောင်မှုအတွက်လုပ်ခဲ့တာတစ်ခုပဲရှိပါတယ်ကြေညာချက်တစ်စောင်ထုတ်ခဲ့ဘူးတာပဲရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့သူဟာတန်အမတ်ဖြစ်တဲ့အတွက်ဂျားနေပြီးတော့မြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စတွေကိုစစ်အုပ်စုနဲ့ကျွန်တော်တို့ဒီဘက်ကဒီမိုကရေစီအုပ်စုနဲ့တွဲဆုံဆွေးနွေးအဖြေရှာပါဆိုတဲ့ကိစ္စတစ်ခုပဲသူလုပ်ပါတယ်ဒါကဘာကိုပြနေတယ်လဲဆိုတော့ပြည်သူကိုသစ္စာမခံမနဲ့သူ့ရဲ့ own policy ကိုထုတ်တဲ့အတွက်သူဒီသူ့ကိုသူသာကိုစားပြုတဲ့တယောက်ထဲသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဆက်ပြီးကျွန်တော်တင်ပြပါမယ်တချို့တွေကပြောတယ်မြန်မာတန်ယုံကို UK မှာရှိတဲ့မြန်မာတန်ယုံကိုစစ်တမ်းနဲ့တကွစစ်အုပ်စုကအာဏာသိမ်းလိုက်တယ်လူယူသွားတယ်မဟုတ်ပါဘူးဖေဖော်ဝါရီလ1ရက်နေ့ကတည်းကတန်ယုံဟာစစ်အုပ်စုရဲ့လက်ထဲကိုရောက်နေတာပါဦးကျော်စွာမင်းကိုယ်တိုင်လည်းဘောင်းပြီးချွတ်ထားတဲ့တက်ကပုဂ္ဂိုလ်ပါဖေဖော်ဝါရီလ1ရက်နေ့ကတည်းကယနေ့မနေ့ကပြဿနာဖြစ်တဲ့ပုဂ္ဂိုလ်နဲ့တယုံနဲ့တူတူအလုံးလုံးနေကြတာပါဒါကြောင့်မလို့သူ့ကိုနော်စစ်အုပ်စုကယာဒူးဖြုတ်ပြီးတော့သူ့နေရာမှာနောက်တစ်ယောက်ကိုအစားထိုးတဲ့ကိစ္စသူအလုပ်ပြုတ်တဲ့ကိစ္စကိုမလိမ့်တပတ်နဲ့ဒီမိုကရေစီအရေးတော်ပုံမျိုး hijack လုပ်ခြင်းဖြစ်ပါတယ်မလိမ့်တပတ်နဲ့မြန်မာစစ်အုပ်စုကပဲအာဏာသိမ်းတယ်လို့ဘာလို့နဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီအရေးတော်ပုံပြည်သူတွေကိုနားလည်ပရိုက်ခြင်းဖြစ်ပါတယ်သူဒီပြည်သူကိုလုံးဝကိုစားမပြုတ်လို့ယနေ့အချိန်ထိဒီလိုလက်သုံးချောင်းလည်းမထောင်လို့ကျွန်တော်တို့ရဲ့ CRPH ကိုထောက်ခံပါတယ် CDM လုပ်ပါတယ်လို့30ရက်နေ့သာကြော်သွားတယ်တခါမှမပြောခဲ့ပါဘူးဒီလူဒီလုံးဝပြည်သူ့ဘက်တော့မဟုတ်ပါဘူးဒါကြောင့်မလို့စစ်အုပ်စုကတန်ရုံးကိုလူသွားတယ်ဆိုတာလုံးဝမဟုတ်ပါဘူးစစ်ခွေးနှကောင်ကြိုက်ချင်းဖြစ်ပါတယ်တကယ်သာဒီပုဂ္ဂိုလ်ကျော်စွာမင်းပြည်သူ့ဘက်ကရက်တည်တယ်ပြည်သူ့ကိုသစ္စာခံတယ် CRPH ကိုသစ္စာခံတယ် CDM လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်တည်ပေးမှာပါတော့နောက်ထပ်ကျွန်တော်တို့စဉ်းစားစရာတန်ရဝင်စရာနောက်တစ်ခုထပ်ရှိပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ CRPH ရဲ့ခေါင်းဆောင်မှုမြန်မာဒီမိုကရေစီအရေးကိုသွားပြီးတော့စိန်ခေါ်မှုအကြီးကြီးပေးလိုက်တဲ့ကျော်စွာမင်းလုပ်လိုက်တဲ့မလိမ့်တပတ်ကိစ္စဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အခုစစ်အုပ်စုကသူ့ကိုဆက်ပြီးသစ္စာခံတဲ့ဦးကျော်စွာမင်းကိုအလုပ်ဖြုတ်တယ်သူ့လောက်မှရှိတဲ့နောက်တစ်ယောက်ကိုတာမတ်ဖြစ်ခန့်တယ်ဆိုပြီးတော့စာထုတ်တယ်စာထုတ်တော့ဘာဖြစ်လာလဲအဲ့ဒီတာမတ်ခန့်အပ်လွားကို UK အစိုးရကအသိမှတ်ပြုမလားစိတ်ခေါ်မှုအကြီးကြီးဖြစ်လာပါပြီ UK အစိုးရကသာအသိမှတ်ပြုလိုက်မယ်ဆိုရင်စစ်အုပ်စုအာဏာသိမ်းမှုကို UK အစိုးရကအသိမှတ်ပြုလိုက်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ်ဒါဟာဥကျော်စွာမင်းတို့ပေါင်းကြံသလားဆိုတဲ့ကိစ္စမှာကျွန်တော်စဉ်းစားစရာအများကြီးဖြစ်လာပါတယ်ဘာကြောင့်လဲသူ့နေရာကိုအစားထိုးဖို့လုပ်တဲ့သူဒီလက်ရှိအင်္ဂလန်မှာရှိပါတယ်စစ်အုပ်စုကသိတယ်ဟိုကနေလွှတ်လို့ရှိရင်ဗီဇာရမှာမဟုတ်ဘူးအဲ့တော့ဒီမှာရှိတဲ့လူကိုပဲတန်အမတ်ကြီးဆိုပြီးလုပ်ပြီးတော့သွေးတိုးဆက်လိုက်တဲ့ပုံစံဖြစ်တဲ့အတွက် CRPH အနေနဲ့လက်တွေ့လှုပ်ဆောင်သင့်တာကတန်အမတ်ညီသူမဆိုသူတို့ခန့်တာမဟုတ်တဲ့အတွက်အသိမှတ်မပြုဘူးဆိုတဲ့ကိစ္စဖြစ်ပါတယ်ဒါဟာ CRPH ရဲ့ဥဆောင်မှုကိုစမ်းသပ်လိုက်ခြင်းလည်းဖြစ်သွားပါတယ်ဒါဒီဥကျော်စွာမင်းကလှုပ်လိုက်တဲ့ကိစ္စတစ်ခုပါဆက်လက်ပြီးကျွန်တော်တင်ပြလိုပါတယ်တချို့ line ပေါ်မှာပြောနေတာရှိတယ်ကျော်စွာမင်းသူ့တန်ယုံထဲကိုဝင်လို့မရတော့ဘာကြောင့်လဲအထက်ထဲကနေကောက်ခတ်ထားလို့ဒါဆိုလို့ရှိရင်ဖွင့်ပြီးဝင်လို့ရအောင်ကူညီပေးပါလား UK အစိုးရကဒါမှမဟုတ်လို့ရှိရင်လေအပြင်ကနေကောက်ခတ်ထားလာပါအဲ့လိုလုပ်လို့မရပါဘူးနိုင်ငံတိုင်းမှာရှိတဲ့တန်ယုံတွေဒီအဲ့ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မြေဖြစ်တဲ့အတွက်မြန်မာပြည်ထဲမှာရှိတဲ့နိုင်ငံသားတန်ယုံရဲ့အဝန်းအဝိုင်းကိုမြန်မာကဘယ်အစိုးရကမဆိုထိခွင့်မရှိတော့ဘူး UK နိုင်ငံထဲမှာရှိတဲ့ဘယ်တန်ယုံကိုမဆို UK တန်ယုံကဝင်ပြီးထိလို့မရဘူး
ဒါဟာဒီနိုင်ငံအသီးသီးရဲ့အချုပ်အခြာအာဏာပိုင်နေပြီဖြစ်ပါတယ်။ဘာကြောင့်လဲနိုင်ငံတကာဥပဒေအရအဲ့လိုရှိတာပါ။ဆိုတော့ကဒီဥကြော်စွာမင်းရဲ့လုပ်တဲ့စစ်ခွေးနှကောင်ကြိုက်တဲ့ကြောင်ချီကိစ္စဟာကျွန်တော်တို့မြမအရေးပေါ်မှာစိန်ခေါ်မှုအကြီးကြီးပို့ဆောင်ပေးလိုက်တာဖြစ်တဲ့အပြင်ပြည်တွင်းမှာမနေ့ကကြဆုံးသွားတာသူရဲကောင်းနေကလေးမျိုးမှာကြဆုံးသွားတဲ့သူရဲကောင်းနေအယောက်20ကျော်ကိစ္စပိုင်တကိုအဖမ်းခံလိုက်ရတဲ့ကိစ္စပြည်တွင်းမှာဝင်ပြီးတော့နှိပ်စက်ညှဉ်းပန်းနေတဲ့ကိစ္စဒီသတင်းတွေကိုသူ့ရဲ့ခွေးနှကောင်စစ်ခွေးနှကောင်ကြိုက်တဲ့သတင်းကဖုံးလွှမ်းသွားတာဒီအယံတန်တွေကဖြစ်เสียကောင်းပါလေဒါလေးကိုပြည်သူတွေကိုကျွန်တော်လန်ဒန်မှာမြေပြင်အနေထားရလက်တွေ့တင်ပြနေခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မသိလို့ရှိရင်ကျော်စွာမင်းကသူ့ဘာသူဟိုဘက်ကစစ်ခွေးတွေကိုသူသစ္စာခံပြီးစစ်ခွေးတွေကသူသစ္စာခံတဲ့ဟာကိုပြန်ပြီးတော့အလုတ်ဖြုတ်တယ်အလုတ်ဖြုတ်တော့သူပြန်ရမှာဖြစ်တယ်မပြန်ချင်တဲ့အတွက် drama ခင်းလိုက်ပြီး drama ဇက်ကကြိုက်လိုက်တာပါကျွန်တော်တို့ပြည်သူတချို့ကိုပါ hijack လုပ်ပြီးတော့အသုံးချပါတယ်ဖြစ်ပါတယ်ဒါသည်ကျွန်တော်တို့တော်လှန်ရေးအတွက်ကိုအရန်အရေးကြီးတဲ့ message ဖြစ်တယ်သူလောက်လိုက်လို့ကျွန်တော်တို့ရဲ့ democracy ဥဆောင်မှုအခမ်းကဏ္ဍမှာ UK အစိုးရကို CRPH အနေနဲ့ပြက်သားသားပြောရမယ့်အနေအထားဖြစ်သွားပြီဆိုတာကိုကျွန်တော်ပြည်သူတွေကိုတင်ပြလာပါတယ်ဒါသည်ကျွန်တော်တို့တိတ်ချာချာသိထားမယ့်ကိစ္စဖြစ်ပါတယ်ဒီကိစ္စဘာကြောင့်ဖြစ်လာသလဲဆိုတော့လွန်ခဲ့တဲ့9နှစ်မှာကျွန်တော်တို့အနေနဲ့နိုင်ငံတကာအသီးသီးမှာရှိတဲ့တန်အမတ်တွေကိုဒီဘောင်းမီချွတ်နော်တက်ဖက်ကလာတဲ့ကောင်းနေနော်နောက်တစ်ခါကျတော့ဒီအကုန်လုံးပေါ့ဗျာအဲ့ကောင်တွေကိုကျွန်တော်တို့တွေအချိန်မီအစားမထိုးနိုင်ခဲ့လို့ဒီစိတ်ခေါ်မှုတွေဖြစ်လာခဲ့ရတဲ့ကျွန်တော်တို့ရဲ့သင်ခန်းစာပါဒါအပြင်အခု CDM လုပ်နေတဲ့ကိစ္စတွေကြည့်ကြည့်ပါနိုင်ငံခြားရေးဝန်ကြီးဌာနသည် CDM မလုပ်ဆုံးဝန်ကြီးဌာနတစ်ခုဖြစ်နေပါတယ်တခါကျွန်တော်တို့ဌာနအသီးသီးကိုကြည့်လိုက်ပါအထက်ပိုင်းအုပ်ချုပ်ရေးကိုကင်ထားတဲ့ကောင်တွေအကုန်လုံးသည်အများစုသည်တက်ကကောင်တွေဘောင်းမီချွတ်တွေကြီးပဲဖြစ်တဲ့အတွက် CDM လှုပ်ရှားမှုကိုအများကြီးအနောက်ရှက်ပေးနေတဲ့ကောင်တွေဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့လွန်ခဲ့တဲ့9နှစ်ကဒီကောင်တွေကိုကျွန်တော်တို့သိခုတ်သမားတွေဒီမိုကရေစီတော်လှန်ရေးရလူတွေယုံကြည်စိတ်ချတဲ့လူတွေနဲ့အစားမထိုးနိုင်ခဲ့လို့ကျွန်တော်တို့သွေးတွေချွေးတွေအသက်တွေနဲ့ရင်းမိရလိုက်တဲ့သင်ခန်းစာတွေပါသေချာပါလေကျွန်တော်တို့ရဲ့အနာဂတ်သစ်မှာဒီလိုမျိုးလုံးဝထပ်မဖြစ်စေရပါဘူးထပ်ဖြစ်အောင်လဲကျွန်တော်တို့လက်ခံမှာမဟုတ်ပါဘူးဘလို့ပုဂ္ဂိုလ်ဘလို့အဖွဲ့အစည်းဘယ်ပါတီကပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးတွေနဲ့သွားရင်ကျွန်တော်အပါအဝင် Federal ရေး Democracy ရေးလူအခွင့်အရေးနဲ့တရားမျှတမှုကိုလိုလားတဲ့ကျွန်တော်တို့မျိုးဆက်အသီးသီးကပြက်သားသားတော်လှန်ကြမှာဖြစ်ပါတယ်ဒါတွေတက်အရေးကြီးပါတယ်နိုင်ငံတစ်ခုကိုအုပ်ချုပ်တယ်ဆိုတာဒီ bureaucracy ရန်ရကြီးကအလွန်အရေးကြီးပါတယ်အခုကျွန်တော်တို့ရဲ့ຫນွေဥတော်လှန်ရေးကြီးအောင်မြင်နေတာဒီဝန်ထမ်းတွေရဲ့ CDM ကြောင့်ဖြစ်ပါတယ်သို့တော့ကျွန်တော်တို့ဒီချက်ပို့ပြီးအောင်မြင်သင့်တာဖြစ်တယ်သို့တော့ဘာကြောင့်လဲဒီညွှန်ကြားမှုတွေညွှန်ချုပ်တွေအတွင်းဝင်တွေဒီကောင်တွေကိုကျွန်တော်တို့အစားမထိုးနိုင်ခဲ့လို့သိကြတယ်အခုလက်ရှိစစ်ခွေးတွေကိုသစ္စာခံနေတဲ့အဲ့ဒီဘောင်းမီချွတ်စစ်ခွေးတွေအကုန်လုံးမင်းတို့တွေလည်းနီကုန်းမင်းတို့နီကုန်းတွေလည်းမကြတော့ဘူးရပ်လာတော့မယ်ဆိုတော့မှတ်ထားပါတရားရေးဌာနကတရားသူကြီးတွေခင်ဗျားတို့ကိုယ့်ကိုယ်ကိုရှက်တတ်ကြစမ်းပါမြန်မာပြည်မှာကိုယ့်ကိုယ်ကိုအရှက်သက်ဆုံးမျက်နှာမဖော်သက်ဆုံးဒီတရားရေးကတရားသူကြီးတွေတရားရေးဆိုကြတဲ့တရားမျှတမှုကိုရင်ဆိုင်ပြီးတော့ရက်တည်ရမှာတရားရေးဆိုင်ရာကျင့်ဝတ်သိက္ခာခင်ဗျားတို့လည်းသိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်တို့ကိုယ်တိုင်သင်တန်းတွေပို့ချခဲ့တာဒါတွေမှာတရားမျှတမှုလွတ်လပ်မှုဆိုတာထိတ်ဆုံးရပါတယ်ခင်ဗျားတို့လှုပ်ကြပါဗျာတခါအစိုးရဥပဒေအရာရှိတွေစွဲချတယ်ခင်ဗျားတို့ရှက်ကြစမ်းပါဥပဒေကြောင်းအရဒီလိုမတရားနှိပ်စက်ညှဉ်းပန်းတဲ့လူတွေဘာလို့မှတက်လို့မရဘူးဖမ်းခွင့်မရှိဘူးလွတ်ပေးရမယ်တရားသူကြီးတွေဥပဒေအရာရှိတွေခင်ဗျားတို့သိတယ်ခင်ဗျားတို့ရှက်ကြစမ်းပါအခုပြည်သူနဲ့ပူးပေါင်းကြစမ်းပါဒါကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့အလေးနဲ့တိုက်တွန်းခွန်အားပေးပြီးတော့ပြောလို့တယ်ဒါကြောင့်မလို့ပြည်သူတွေကျွန်တော်ရဲ့မြို့ပြပျောက်ကြားတွေတော်လှန်ရေးရဲဘော်တွေကျွန်တော်တို့အောင်မြင်မှာဖြစ်တယ်အောင်နေတယ်အောင်တော့မယ်ကျွန်တော်ရဲ့အောင်မြင်မှုအနာဂတ်ကနီးနီးလေးပဲရှိတော့တယ်ပန်းနိုင်ကိုရောက်တော့မယ်ဒါကြောင့်မလို့ကျွန်တော်တို့အင်အားသစ်တွေနဲ့ဆက်သွားမယ်ပြည်သူတွေမှန်ကန်တဲ့ဘက်ကနေရပ်ပေးကြပါ
ကိုယ့်ရဲ့ဥစ္စဒစိတ်ကိုတန့်ရှင်းပါစေကိုလုံနေတာကိုသိပါတယ်ကျွန်တော်တို့ဟာပြည်သူအယောက်ချင်းစီတိုင်းဒီမိုကရေစီအခွင့်အရေးတွေလွတ်လပ်မှုတွေမျက်နှိုးတွေလိုချင်တယ်ဆိုရင်တော့ကိုယ်တိုင်ပါဝင်ရမှာဖြစ်ပါတယ်ရှင်းရှင်းလေးပါကျွန်တော်တို့ထမင်းစားကြလို့ရှိရင်ဈေးသွားရပါတယ်စံဝယ်ရပါတယ်ထမင်းချက်ရပါတယ်ကိုယ်တိုင်လုပ်ယူရပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့ဒီမိုကရေစီအခွင့်အရေးလူအခွင့်အရေးတရားမျှတမှုဖက်ဒရယ်အခွင့်အရေးတွေလိုချင်ပြည်သူအယောက်ချင်းစီကကိုယ်တိုင်ပါဝင်ပြီးတော့ရေတပေါက်ချင်းစီတိုင်းတဲတပွင့်ချင်းစီတိုင်းနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်လို့ရပါတယ်လောက်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နှိုးဆော်လိုပါတယ်အချိန်တန်တော့မှငါတို့လည်းဒီမိုကရေစီလိုချင်တယ်ဟေ့တော့အခုငါတော့အခုမပါနိုင်ဒီလိုလုပ်လို့မရပါဘူးကို့မှာအဲ့လိုစိတ်လေးဇွန်းတစားလောက်ဝင်လာရင်တော့ကျွန်တော်ကြဆုံးတော့တဲ့သူရဲကောင်းခေါင်းဆောင်တွေပြောခဲ့တဲ့စကားကိုသတိရပါငါဒီနေ့မသွားရင်ငါလိုလူတွေများလာရင်ဒီမိုကရေစီရတော့မှာမဟုတ်ဘူးဆိုပြီးတော့အသက်ပေးသွားတဲ့သူရဲကောင်းတွေရဲ့မျက်နှာကိုကြည့်ပါကျွန်တော်တို့တွေကိုလိုချင်တဲ့အရာကိုကိုယ်တိုင်လုပ်ယူရမှာဖြစ်ပါတယ်ဒါကသိအရေးကြီးပါတယ်နောက်အနာဂတ်ကျွန်တော်တို့ဒီမိုကရေစီတိုင်းပြည်တည်ထောင်ရင်လေလူတိုင်းကတောင်းယူပဲမဟုတ်ပဲနဲ့လိုချင်တဲ့အရာကိုကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရမယ်ဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့လှုပ်ဆောင်ရမယ်ဆိုတဲ့ဟာကိုအခုလည်းကျွန်တော်တို့ပြိုးထောင်လေ့ကျင့်လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူအယောက်ချင်းစီတိုင်းအနေနဲ့ယနေ့ယခုမှစပြီးတော့ပူးပေါင်းပါဝင်မှာမပါသေးတဲ့လူတွေပါပြီးသားလူတွေဆက်လက်ပြီးစိတ်သက်ခိုင်းမှာနဲ့ဆက်လုပ်ပါအမှန်တရားရှိပါတယ်တရားကိုနှက်ဆောင်ပါတယ်ကျွန်တော်တို့လိုချင်တဲ့အရာကိုလက်တွေ့လှုပ်ဆောင်အောင်မြင်မှုကမလွဲမသွေရလာမှာဖြစ်ပါတယ်နိုင်ငံတကာမှာလည်းကျွန်တော်တို့အောင်မြင်နေပါတယ်ပြည်တွင်းမှာလည်းကျွန်တော်တို့အောင်မြင်နေပါတယ်စိတ်ဓာတ်ရေးရာလူမှုရေးရာကျွန်တော်တို့လူထုအရာငွေကြေးရအရာအောင်မြင်နေတဲ့အတွက်ကျွန်တော်တို့ရဲ့အရေးတော်ပုံကြီးကမုတ်ချအောင်မြင်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးနောက်ဆုံးညီကုန်းချုပ်အနေနဲ့ဝါတက်မတော်အနေနဲ့ကျွန်တော်ထပ်ပြီးတော့ဒီနေရာကနေပြီးတော့ဖိတ်ခေါ်ပါတယ်ဝါပြည်သူတွေကျွန်တော်တို့ Federal Democracy ပြည်ထောင်စုကြီးတည်ထောင်မှာဖြစ်တဲ့အတွက်အကုန်လုံးပြည်ထောင်စုသားတွေဖြစ်တဲ့အတွက်ပြည်သူနဲ့အတူကိုမချိန်မဆွဲဘဲနဲ့ပူးပေါင်းပါဝင်ပါမကောင်းတဲ့စစ်အုပ်စုအာဏာယူအကြမ်းဖက်မှတွေကိုကျွန်တော်တို့ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပြီးတော့တိုက်ခိုက်ကြပါကျွန်တော်တို့လက်တွဲဆောင်ရွက်ကြပါစို့လို့တိုက်တွန်းခွာပေးနေညီကုန်းချုပ်ရပါတယ်2021ကျွန်တော်တို့ရဲ့ຫນွေဦးရေတော်ဘုံကြီးမုတ်ချအောင်မှာဖြစ်ပါတယ်